နော်ဒါတစ်သားနော်ဒါတစ်သားကိုကျွန်တော်တို့ဒီအရောင်တင်လာနော်နောက်တစ်ခုရောဒီလားနော်ဒါလည်းဒါတစ်သားပဲနော်ဒါတစ်သားပေါ်မှာကျွန်တော်လှုပ်ထားတာတစ်သားပေါ်လည်းရတယ်ပြောချင်တာနော်တစ်သားပေါ်လည်းအခုလိုမျိုးလုံးဝကြောင်လက်နေအောင်လို့လုပ်လို့ရပါတယ်အခုဒါရွှေရောင်တင်မှာဖြစ်ပါတယ်အခုဒါနော်ရွှေရောင်ကျွန်တော်မှုတ်မှာဖြစ်ပါတယ်နော်ဒါရွှေရောင်စမှုတ်မှာဖြစ်ပါတယ်တက်တာများတယ်နော်များလိုက်တာဒါအခုကျွန်တော်ပြီးအပြောင်ဆွဲမှာဖြစ်ပါတယ်နော်ဒါဆိုရပါတော့